ဘယ်လိုတိရနေလဲကောနေပြန်သွားအဲ့လည်းပြပါဦးတော့ဘောဝလူငယ်တွေမှာဆိုင်ဆိုင်မျိုးမြောက်တယ်ခင်ဗျာသို့သာသို့နိုင်ကံဝင်ပေးနေဟေးဘယ်နဲ့ကံဝင်ပေးရတယ်လို့အာဆန်ကန်ရဲ့အာအတန်လုံးကြီးကံဝင်ပေးလို့ပါပါကံဝင်ပေးတော့ကိုကြီးကကံဝင်ပေးကြတာဟုတ်တော့ကံဝင်ပေးတာတေးပါပါအစရကဘုရမဘိုးလေးလေးတို့သူကိုယ်တိုင်ကန်တင်ပြီးရခင်ဗျာဘူးကံကောင်းကျန်တာပဲခင်ဗျာကိုရင်လည်းမပြီးကစားရခင်ဗျာညို့ကဘူးဆိုခဏခဏအလန်ကြီးဟေးဒါခင်ဗျာဆွေးနေတာပဲခင်ဗျာဟုတ်ကဲ့ဟုတ်တယ်ဟေးဆွေးနေတာသူလာတယ်ခင်ဗျာအဲ့ဒါတွေကတကယ်အရေးကြီးရဘောလေးဒီရနဲ့တို့ကနဲ့ညာတို့ကနေပြီးတော့အလဲဦးပိုးတယ်ခင်ဗျာဆိုင်လို့ရတယ်ခင်ဗျာဆိုင်မျိုးဘယ်ကြောလက်တင်လိုက်ပြီမင်းကိုယ်နဲ့လက်ဆယ်တယ်ခင်ဗျာရသေးတယ်ခင်ဗျာလက်ထွက်တယ်နေကြဆိုတော့တားနိုင်တော်မျိုးတဲ့တော်မျိုးတဲ့မင်းကိုယ်နဲ့တွေ့သလားလေခင်ဗျာဆိုင်လို့ရတယ်ခင်ဗျာဆိုင်မျိုးပါခင်ဗျာဆိုင်မျိုးဟိုစီပြင်ပါလားဟိုလိုက်တယ်တို့ရပါအလဲဦးပြန်မခဏလေးလို့အောင်မျိုးရနေပြီးတော့ဆိုင်မျိုးတယောက်လဲရတယ်ဒီနေ့ကြည့်တယ်ခင်ဗျာတော်မျိုးတဲ့ကနေပြီးတော့အဲ့ဒါကလောက်တဲ့လူပဲခင်ဗျာနေကြတော့တို့ကပြန်ပြီမျိုးမပြန်တော့ဘူးလို့ဘိုးကဘောကဝဲနေခိုင်းမိလိုက်ပြန်အေးပါပြန်မခဏလေးရဘယ်နဲ့နိုင်ခုလဲဒီအဲ့လည်းကျွန်တော်တို့ဘာဝလူငယ်တွေမှာမြောက်တယ်ခင်ဗျာပြန်လားအဲ့ကျိုးသားဘယ်ကြီးကြီးနဲ့ရှင်းကိုတင်ပေးတယ်ခင်ဗျာမလောက်အောင်လို့ဦးမလောက်အောင်ကျိုးရဲ့ဟဲ့စပင်းမွေးစောက်တော့ကုန်ပြီဟုတ်တယ်ခင်ဗျာဟဲ့ဟုတ်တယ်အဲ့မေကိုနိုင်ဖြစ်နေဘူးတော့မေကိုနိုင်လောကနဲ့ခုနလေးရှိရသွားမယ်ခုနလေးရှိမှာဘိုးလုံးပေါ့အဲ့ဆွေနေတာနောက်တန်းနဲ့ထူသွားတဲ့အတွက်ဟုတ်လားအဲ့ယခုချိန်မှာဆိုတော့ဘာဝလူငယ်တွေမှာညာတောင်းပြန်မယ်ရက်လိုက်တော့ရခဏလေးလို့ဒီနာအဲ့ဒီကဘာဒီပါပြန်ပါပဲခဏလေးပါဆိုဘာဝလူငယ်တွေမှာညာတောင်းပြန်မဟုတ်တော့အစွန်းနိုင်ဦးသေးတာခဏမုံနေတာတို့လည်းဘလောက်မြန်ဟောတာတော့မှာဆိုကန်တင်ပေးလိုက်ပြီအေးအဲ့ဒါ